လုံးမယ်စားငါပြောတာတို့မိုင်ဆိုင်မှုတစ်ခုထားလိုက် အဲ့ဒါမှသူ့အိမ်နဲ့ဝိုင်းလေ အိမ်ထဲဝိုင်းတို့အိမ်ထဲဝိုင်းမဟုတ်ဘူးသူများအိမ်ထဲဝိုင်းသူတို့အမေရှားရတယ်မဟုတ်သူတို့ဖေရှားရတယ်မဟုတ်သူတို့အမျိုးအိမ်ဝိုင်း ထွက်ဘောအားကောင်းမလား ဟုတ်ပါလား ဟိုတနေ့ကတော့အိမ်မနှင်းချလို့ အဲ့ဒါကိုပိုင်နေမှာမဟုတ်လို့အမေပိုင်နေမှာ တို့ဒီနေ့ခဏထား စံမိုးနဲ့ဟာဖြစ်လိုက်လေစံမိုးနဲ့ပဲချုပ်လိုက်စံမိုးနဲ့ချုပ်လိုက် အဲ့ဒါမမရဲ့နီးအဲ့လိုပြောတာ စံမိုးနဲ့ချုပ်လိုက် တချို့တော့ဘလို့ချုပ်ရပါလဲ အဲ့ဒါပါပဲ ကျွန်းတော့မိုင်ဆိုင်မှုထောက်ထားနေချုပ်တာဘူးကောင်း อืม ခင်ဗျားတို့က မင်းတော့ပါမဟုတ် ညညငါနဲ့ပမာနဲ့ပဲတော့မှာ ဘူးတပြည့်လည်းမလဲရဘူး မလဲဟုတ်တယ်ညကမပါနဲ့ လိုက်ပါလားလိုက်နေကြတယ် လိုက်နေကြတဲ့အဲ့ဖောက်ပြီးသားရေ လိုက်နေကြတယ် ဦးရည်မလို့မ ဟို တော့ ဘက်မှာပါအဲ့တော်မီပဲ မနေခဲ့ဘူး မနိုင်ဘူးမကြည့်ရော တကူပဲယူသွားတယ် ဟုတ်တယ်အဲ့လိုများတို့များမတို့ယူနေရမှာပဲ အဲ့ဒါအမေကြောင့်ငပိချက်တွေခတ်လိုက်တော့လေ ပြက်ပြီးခိုက်ရုံနဲ့ အင်း အမေလည်းမယူရနော် သိရသိရ မိပြီးလမ်းဖို့တယ် လျောက်လေ ရေချိုးမှာခေါင်းချော်အောင် အားကြောင့်ညီးပြီးလမ်းဖို့ အင်း သွားရုံနဲ့မိနဲ့ อืม ဒါတို့နှစ်ယောက်မျိုးဆို ဇအဝဇလုံးစောက်တဲ့ဇလုံးနဲ့ခတ်လေအင်းပြင်အိုက်ဒန်ဒီဆေးခါနဲ့စက်သားပြုတ်ထားအောင်ဆန်အိတ် ဟိုမင်းတို့အခုကဘယ်လိုပြဿနာလဲဒီဆောင်ပြော ဒီရောဒီနေ့က2000ရှိအောင်ဒီနေ့1000 2400ရှိရ 1000တော့ သူမနိုင်လို့တနေ့1000သွင်းကျင်လို့တဲ့ ဒီကဒုက္ခလည်းစင်ပြီးနေတယ် ဟုတ်တယ်အဲ့ဒါမျိုးလေးစာရုပ်ဒီပါလာနောက်ပိုင်းရရရှော့ အပိုင်းဆိုင်နေလို့ဘယ်လောက်ပဲဝင်ဝင်နော်အနောက်ပိုင်းအဲ့90ကနေပြီးတော့900ဖြစ်သွားမှာနော် မနေ့ကမိုက်ကိုခုကမိုက်ညနေကြမင်းရှင်းတယ်မင်းစီကိုမိုက်တောက်တယ်နော် တောင်းမိမယ်တောင်းမိမယ်အဲ့ညီပါဇက်လုံးမို့လို့ ਆ လေ လုံးနေညီမတဲ့လုံးနေမိုက် အဲ့ညီယောက်ျား လုံးနေသွားလဲလုံးနေ အဲ့ကြလုံး စက်မပေးနိုင်ဘူးလေမိုက်ညီမတို့အကျွေးတင်တော့သူကဆက်ပေးရမဟုတ်ဘူးသူသမီးပဲသူကဆက်ပေးရ မင်းငါ့ကိုသိတာဝင်ခံရတစ်တော်နေစားဖို့อ่ะ ငါဟိုနေ့ပြောပြတယ်မြည်ကြလား အဲ ခဏစားဖို့မလားခင်ဗျာအဲ့မောင်ပန်းမတရားထွက်တာမင်းခင်ဗျာ အဲ ငါဘာလို့လုပ်လဲစားဖို့မလားဟာငါရဲ့ဘောင်းပေါ်ပါ မအခုလိုပဲအကိုကတယောက်ကိုချစ်နေရအဲ့တယောက်ကကိုကိုပြန်မချစ်လို့တရားဆွဲလို့ရလား ဆိုယူပါမင်းကမင်းလည်းရှုံးမလားယောက်ျားနဲ့မင်းလည်းရှုံးမလား ရညီးနေ သူ့နာမည်နဲ့ချုပ်ပါလေ မင်းနဲ့ အောင်ဟမ်အောင်မို့ အောင်မိုးအောင်မိုးဆိုနေမင်းကရာဇဝင်ရှိ ဘာရတာ ဟမ် ဘာရတာ ဦးကောင်းလေးဟို